这颗是紫水晶哦，它颜色的话就是偏清透紫的，光泽柔和，它是不眨眼的，非常耐看。它的优点的话就是天然的紫水晶，它的价格亲民，然后呢，它硬度是活装，戴着舒服，还能怎么说呢？整体搭配的话，就是感觉有优雅的感，很好看的。它的缺点的话，它的颜色太强，或者是切工不好那种的啊。然后呢，它这个的话，火箭刀是火彩刀是还可以的啊。里面的话是可能会有一点点天然内含物，但是它这个是不影响美观哦。然后呢，它这个是用克拉卖的，它是1克拉的话，320米的价格，1克拉是320米的价格哦，很好看的。如果喜欢的话，可以私信的啊，谢谢大家。Hello， အားလုံးမင်္ဂလာပါရှင်။ဒါလေးကခရမ်းကျွဲလေးတစ်ကောင်က2ထွေခရမ်းကျွဲလေးပေါ့နော်။ရမ်းလာနော်။ဒါလေးဆိုလို့ရှိရင်ဒီပါ။ဒါလေးကကျတော့သူ့အရည်လေးလာပါတယ်ရှင်။အရည်ထက်လေးပါပြီးကြလို့ရှိရင်သူကကလပ်ချင်လေးနဲ့တော့ရောင်းလာပေါ့နော်။ဒါလေးကကျတော့10ကလပ်ရှိပါတယ်ရှင်။ဒီတစ်ခုလေး10ကလပ်ရှိပါတယ်။ကလပ်ချင်လေးသူကတစ်ကလပ်ကို8000ပါပဲရှင်။တစ်ကလပ်ကို8000ပါ10ကလပ်ရှိပါတယ်ရှင်။ဒါလေးမွေးရင်စက်ပုံစံလေးပေါ့နော်။ချန်လို့ရှိရင်စီမလာခဲ့ပြီပါ။